လူတယောက်ကိုမေ့နိုင်ဖို့ချိန်မလောက်ထိလိုအပ်မလဲပြန်ပန်းလို့နေတွေကိုငါတယောက်ထိအန်တူလို့တန်ရောစင်ဖြတ်နိုင်ဖို့ချိန်မလောက်ထိပေးရမလဲကိုတယောက်ထဲပြိုင်ပြီးတယောက်ထဲကိုပြီးပြန်ရတယ်ထွက်သွားထားခဲ့ဖို့မင်းစိတ်မဟုတ်ကလေးကတွေးထားတာလားနောက်ချိုးဘက်ကတားချက်ကိုမြင်ပါတယ်မင်းမသိလို့ငါငြိမ်နေလားပါတယ်မတလန်တို့ရဲ့နေငါပဲနောက်ဆုံးလို့တော့ဘယ်နာမှနေချင်လို့ကြိုးစားမိအောင်ချက်ကိုမြင်မေးမယ်ဘယ်မှန်တီးလို့ငါငြိမ်နေခဲ့ပါတယ်မထိုက်တဲ့သူကနောက်ဆုံးရှုံးရမှာပဲဒီစက်ကုန်ရင်